မင်္ဂလာပါတို့ CPD program ပေါ့နော် Continuous Professional Development Talk ဒီမှာ Ethics for Health Professionals ၅ပိုင်းပြောဖို့ယူရထားပါတယ်ဒါကတော့အပိုင်း2ပေါ့ Non-maleficence versus beneficence ဒီမှာဒီဘက်ကတော့ General Principles and Evolutions of Ethics ethics ဘယ်လိုဖြစ်လာလဲဒါကိုနည်းနည်းဆွေးနွေးရတယ်အခုကတော့ဒုက္ခမပေးရဘူးအကျိုးပေးရမယ်အဲ့တော့ဒုက္ခမပေးရဘူးဆိုတာ ਨੇ အကျိုးမပေးရမယ်ဆိုရင်ဘာကွာလဲပေါ့နော်အဲ့တော့အရင်တော့စကတောင်းစားဒီကလေးကိုပကက်ထဲကမကြအောင်စောင့်ကြည့်လို့ပေါ့နော်ကလေးကိုခဲနဲ့ပေါက်ရင်တော့ကလေးကိုဒုက္ခပေးတာပေါ့ကလေးဒုက္ခမဖြစ်အောင်စောင့်ကြည့်ပါဆိုတော့စောင့်ကြည့်တယ်ကလေးကပကက်ထဲကနေလိမ့်ကြတယ်သူကသူကြတာကိုလုတာမဟုတ်ဘူးကြည့်နေတယ်အဲ့ကနေဟိုဘက်ရေကန်ထဲဆင်းသွားတယ်ကြည့်နေတယ်ဒါသူကဆင်းသွားတာကိုလုတာမဟုတ်ဘူးကြည့်နေတော့ဒုက္ခမပေးတာတော့ဟုတ်တယ်အကျိုးမပြုဘူးဖြစ်တာပေါ့နော်မှန်တော့လိမ့်ကြရင်ကောက်ရှိရမယ်ရေကန်ထဲမကြောက်တားပေးရမယ်ဒါအဲ့တော့ဒုက္ခမပေးဘူးမကဘူးအကျိုးရှိအောင်လည်းလုပ်ပေးရမယ်ဆိုတာဒါသူရဲ့ဥပမာလေးပေါ့နော်အဲ့တော့ ethical principle ၄ခုပြန်ပြောရမယ်ဆိုရင်တော့ non-maleficence beneficence autonomy equity and justice ဆိုတော့၄ခုเนาะဒါလေးကတော့အမြဲတမ်းမှတ်မိနေဖို့လိုပါတယ်အဲ့တော့ non-maleficence ဒုက္ခမပေးရဘူးဆိုတာကပြောရမယ်ဆိုရင်တော့ရှင်းရှင်းလေးလိုပါပဲเนาะဒါပေမဲ့ तू ကနည်း delicate ဖြစ်တယ်လူနာကိုအစိတ်ပေးမယ်ဆိုရင်တော့ဒါသိကြတာပေါ့လူကြောက်ကိုသိအောင်အစိတ်ပေးတယ်ဆိုရင်ဒုက္ခပေးတာပဲเนาะ maleficence ဖြစ်တာပေါ့ဒါပေမဲ့ဆေးပေးတာပဲเนาะ inappropriate indication မလိုဘဲနဲ့ပေးလိုက်တယ်ဒါမှမဟုတ်ဆေးကို dose များများပေးလိုက်တယ်ဆိုရင်ဒါလည်းဒုက္ခပေးတာကြာပဲ deleterious action ဖြစ်တာနော်အဲ့တစ်ခုကဒီဆေးကိုပေးဖို့လိုအပ်နေတာကိုမေ့မသိလိုက်ဘူး diagnosis လွတ်သွားတယ်ဆိုရင်ဒါလည်းဒုက္ခပေးတာကြာနော်အဲ့ပေးဖို့တော့သိတယ်အချိန်မီမပေးနိုင်ဘူးဆိုဒါလည်းဒုက္ခပေးရကြာဒုက္ခပေးတယ်ဆိုတာကအစိတ်ပေးလိုက်မှဒုက္ခပေးတာမဟုတ်ဘူးပေးတဲ့ဆေးကိုမပေးမိရင်လည်းဒုက္ခပေးတာပဲပေးတဲ့ဆေးကိုနောက်ကျမှပေးရင်လည်းဒုက္ခပေးတာပဲပေးတဲ့ဆေးကိုပဲအချိန်အစမှားသွားရင်လည်းဒုက္ခပေးတာပဲပေးတဲ့ဆေးကို root မှားသွားတယ်နော် septicemia ဖြစ်နေ IV ပေးမှ effective ဖြစ်မဲ့အချိန်မှာ oral ပဲပေးတယ်ဆိုလည်းဒုက္ခပေးတာ maleficence ဆိုတာကြောင်နိုင်ဖို့ non maleficence ဖြစ်ဖို့ဆိုတာကတော်တော်လေးရှင်းရမယ်ကိစ္စအများဖြင့်မှာတွေ့နေကြတယ်ဒီ CS လုပ်မယ်မနေ့9 နာရီခွဲမှာလုပ်တယ်တနင်္လာနေ့လုပ်ခြင်းနဲ့ဆို OG ကခွဲပေးတာနော်ဒါပေမဲ့ CS လုပ်တယ်ဆိုပြီး normal delivery ဆိုင်တော့နည်းနည်းလေးတော့ဒုက္ခရှိတာပေါ့ဒုက္ခရှိတာကိုအန္တရာယ်ရှိတာပေါ့နော်အန္တရာယ်ရှိတာကိုလူနာတောင်းဆိုချက်အတိုင်းဒီမိနစ်ပိုင်း indication မှမရှိဘူးနော် CPD ရှိလို့ခွဲတယ်ဆိုတော့ဒါထောက်တယ်ဥမဟုတ်လူနာတနင်္လာနေ့အားလေးလိုချင်လို့ခွဲပေးတယ်ဆိုရင်တော့လူနာရဲ့အလိုလိုက်ပြီးတော့ခွဲပေးတာ beneficence ဟိုရလား non beneficence ဖြစ်မှာဆိုရှိတယ်ဒါပေမဲ့လူနာရဲ့ autonomy ကိုလေးစားလို့လုပ်ပေးတယ်ဆိုရင်လူနာကအစိုးရဆေးဥမှာဆိုရင်ရောမိနစ်9 နာရီခွဲပေးခြင်းထားခွဲပေးမှာအဲ့ဒါကြောင့်မခွဲပေးဘူးဖြစ်တယ်နော်အဲ့တော့လူနာကိုအကျိုးပြုတာလားလူနာကိုဒုက္ခပေးတာလားဆိုတာလေးက delicate ဖြစ်တယ်စဉ်းစားစရာလေးတွေရှိတယ်အဲ့တော့ beneficence of major and vulnerable groups ဆိုတာရှိတယ်အဲ့တော့ခုန autonomy နဲ့ပြန်ဆက်ဆက်လို့ရှိရင်လူနာကတွေးမသွင်းချင်ဘူး GI bleeding တော့ရှိတယ်နော်ရတယ် conservative ပဲထားပေးပါကျွန်တော်ကုသိုလ်နဲ့တော့ပဲတွေးတော့သွင်းမခံဘူး Jehovah Witness ပဲပေါ့နော်အဲ့ဆိုရင်ဒါသွင်းလို့မရဘူးဒါပေမဲ့လူနာမဟုတ်ဘူးလူနာကဟုတ်တယ်ဒါပေမဲ့လူနာကလူကြီးမဟုတ်ဘူးကလေးဖြစ်ကလေးစားကိုသူ့အမေဖေကဆုံးဖြတ်တယ်တွေးမသွင်းနဲ့ကျွန်တော်သားကိုတွေးမသွင်းနဲ့သိချင်းသေးပါစေတွေးမခံနိုင်ဘူးဆိုရင်ဒါကသူ့ရဲ့ဆုံးဖြတ်ချက်ကသူ့ကိုယ်ပိုင်အတွက်ဆိုရင်တော့မှန်တယ်သူ့ရဲ့ minor အတွက်ဆုံးဖြတ်တာဆိုရင်တော့မမှန်မြန်ဘူးဖြစ်တယ်နော်ဒါကဒုက္ခပေးတာဖြစ်တယ်နော် maleficence non maleficence ဟောကဘာသာရေး beneficence နဲ့ကျန်းမာရေး risk နဲ့ရှင်းပြီးတော့ပြောတာဒါပေမဲ့အခုကျတော့ကလေးကျတော့ဘာသာရေးကသူ့မှာမရှိသေးဘူးအမေဖေကသူ့ယုံကြည်နေတဲ့သူတွေမှာကလေးရဲ့ကျန်းမာရေး risk ဆိုပဲကိုကဦးစားပေးရမှာဖြစ်တာပါနော်အဲ့လိုရှိတယ်အဲ့တော့ beneficence နဲ့ maleficence non maleficence ကကျန်းမာရေးဘက်ကကြည့်မှလားလူမှုရေးဘက်ကကြည့်မှလားနှစ်ခုပေါင်းကြည့်မှလားဒါလည်း balance လုပ်ဖို့လိုတယ်ဆိုတာလည်းတွေ့ရတယ်အဲ့တော့ inner life and non maleficence နော်အဲ့တော့လူနာကသိခြင်းပြီး
ခံစားကျင်တော့ဘူး euthanasia လုပ်ပြီးပါ doctor cannot follow his request because it will cause non-maleficence of the patient ဒါပေမဲ့လူနာကအစာမစားတော့ဘူးလို့ညင်းတယ်နှာခေါင်းပိုက်ကြီးဖြုတ်ပြီးပါလို့ပြောတယ်အသက်ရှူစက်ကြီးဖြုတ်ပြီးပါလို့ပြောတယ်ဒါဆိုတော့ကိုကညင်းလို့မရပြန်ဘူးလူနာကသူလှုပ်ချင်တာလုပ်မှာပဲနော်အစာမစားချင်လို့မစားဘူးပဲဒါပေမဲ့သူလည်းတည်သွားမှာနှာခေါင်းပိုက်ဖြုတ်လိုက်ရင်စာမဝင်3ရက်ဆိုတည်မှာပေါ့နော်ဒါလည်းတည်အောင်လုပ်တာပဲဒါပေမဲ့ကိုကအဲ့ဒါကြလုပ်လို့ရတယ်အဲ့တော့ဘာကွာလဲသူ risk ဖြစ်မှာကိုက actively လုပ်ရင်မရဘူး passively လုပ်ရင်ရတယ်ဆိုတော့ဘောလေးတော့လည်းရှိတယ်နော်အဲ့တော့ euthanasia မရဘူးဒါပေမဲ့ DNR ဆိုရင်လက်ခံရင်သူမလုပ်ပါနဲ့ဆိုရင်မလုပ်ဘူး We do not do active measure to cause non-maleficence but we may allow passive respecting patients autonomy နော်you know ဆိုရင်ခွေးကြိုက်တယ်ဆဲရဲဆောင်ကြည့်မယ်လို့ပြောတယ်ခွေးဆဲတွင်းမှာခွေးမသိရင်မသေးတော့ဘူးနော်ဒါခွေးကမယူတော့ဘူးပေါ့နော်အဲဒါဆိုရင်စေမထိုးရဲနေလို့ရမယ်ပေါ့အဲ့တော့အခုအဲ့လိုလုပ်မယ်ဆိုရင်တော့အဆင်ပြေပါမလားမှန်လားအဲ့ဒါကြားထဲမှာခွေးလူကယူသွားခွေးမီးပဲလူကယူသွားရင်ဘယ်လိုလုပ်မလဲနောက်ကျမှစေးထိုးရင်လည်းမမိတာလည်းရှိတယ်အဲ့တော့ဒါကဘာပေါ်မူတည်ရလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ knowledge ပေါ်မှာမူတည်တယ်အဲ့တော့ဒါကိုစဉ်းစားမယ်ဆိုလို့ရှိရင် medical problem ကဘယ်လိုလဲ ethical problem ကဘယ်လိုလဲဒါတွေကိုပြန်ပြီးတော့ချပြီးစဉ်းစား medical diagnosis ဆိုပဲ ethical diagnosis ဆိုတာရှိအဲ့တော့ဒီပေါ်မှာဘာမူတည်လဲဆိုတဲ့အခါကျတော့ဒီ make sure the choice is medically correct နော်မှန်လားကြည့်မယ်ပြီးလို့ရှိရင် consider the ethical issues in decision making ပြီးလို့ရှိရင် consider the cultural constraints နော်ဒီ culture ကဘယ်လိုရှိလဲဒါကြည့်ရအဲ့တော့ non-maleficent beneficent ကြည့်အခါမှာခုနလည်းပြောခဲ့တယ် medical background တခုတည်းကြည့်လို့မရဘူး social background cultural background financial background ဒါတွေလည်းကြည့်ရတယ်အဲ့တော့ဒီဆဲဆောင်ကြည့်မယ်ဆိုတာက duration policy ကချတာဆဲဆောင်ကြည့်လို့ရတယ်ဆိုတာဒါပေမဲ့အဲ့ဒါက2012ဖြစ်ပဲနော်2012နောက်ပိုင်းမှာ duration ကပြောင်းသွားတယ်ဘာလို့လဲဆိုတော့သူက nerve tissue vaccine တွေကိုရက်လိုက်မယ်ပြီးတော့မှဒီ recombinant vaccine တွေပဲလုပ်တော့မယ်ဆိုလို့ရှိရင်အရင်တော့ nerve tissue vaccine တွေလုပ်လိုက်တဲ့အခါကျတော့သူက encephalitis risk များတယ်နော်အဲ့တော့ encephalitis risk များတဲ့အခါကျတော့ဒီခွေးကြိုက်လို့ရှိရင်လည်းခွေးဖြစ်ဖို့ chance နည်းတယ်ခွေးကောင်းဖြစ်ဖို့ကတော့များတယ်နော်အဲ့ခွေးလေးသွားနေတဲ့ချင်းမိတိုင်းဆေးထွက်တဲ့အခါမှာခွေးကြိုက်လို့သွားနေချင်းမိလို့ခွေးယူပြန်ဖို့ chance နည်းပြီးတော့ကိုထိုးလိုက်တဲ့ဆေးကြောင့် encephalitis ဖြစ်ဖို့ chance များတဲ့အခါမှာမလိုဘဲနဲ့မထိုးအောင်ခွေးတကယ်ယူလားတေလားဆိုတာတေချာမှထိုးပါဆိုတဲ့ policy ရှိတယ်ဘာလို့လဲဆိုတော့ risk of treatment is a little bit higher than the risk of dog bite to be a maniac dog ဒါပေမဲ့အဲ့နိုင်ငံကခွေးယူပေါ်တဲ့နိုင်ငံဖြစ်နေမယ်အဲ့နိုင်ငံကအခုထိုးတဲ့ဆေးက nerve tissue ဆေးမဟုတ်တော့ဘူး recombinant vaccine ဖြစ်နေပြီဆိုရင်တော့ recombinant vaccine ရဲ့ encephalitis တွေကအရင်နေတယ်။ရန်နေတဲ့အခါမှာကိုက်ပြီးဆိုရင်ထိုးတာထိုးဆိုမျိုးဖြစ်သွားတယ်ရှိတယ်နော်။အဲ့တော့ဒါကဘာမှမတည်လဲဆိုတော့ဒီကိုပေးတဲ့ဆေးရဲ့ risk နဲ့ natural cause of disease ရဲ့ risk နဲ့နှစ်ခုချိန်ပြီးတော့မှတစ်ခုကတာလို့ရှိရင် you are giving beneficent တစ်ခုကတာနေလို့ရှိရင် you are giving maleficent ဖြစ်သွားပြီ။အဲ့တော့ကိုပေးမဲ့ဆေးရဲ့အကျိုးအပြည့်နဲ့အဲ့ဒီဒေသမှာရှိတဲ့ခွေးတွေရဲ့ incidence ခွေးယူရာခိုင်နှုန်းအဲ့ဒါတွေသိမှကိုကဒီຢာကဆဲရဲဆောင်မှလားတခါထိုးမှလားနောက် available ဆေးရဘလို့လဲဒါမျိုးအဲ့တော့သူနှစ်ခုကွာသွားတဲ့ခါမှာဗမာပြည်ကဆက်ပြီးတော့ထုတ်နေတယ်2020လောက်ထိက nerve tissue vaccine တွေဆက်ထုတ်နေတယ်ဒီဒေသတိုင်းမှာထိုးပေးတဲ့ဆေးကnerve tissue ဆေးတွေပါနေသေးတယ်ပါနေတဲ့အခါမှာကိုဒေသအချင်းတွေမူဒီမဲ့တဲ့လူနာကိုသွားပြီးတော့မှထိုးလိုက်ပါဝယ်ထိုးမယ်ဆိုရင်တော့ဒါသေးကြတယ်တခါထိုးပေါ့နော်တခါရင်တော့ဘိုက်ကိုချက်ကို17လုံးထိုးရတယ်ဆို14လုံးထိုးရတယ်ဆိုအဲ့ဒါ nerve tissue vaccine အဲ့ဒီထိုးရမယ်ဆိုရင်တော့ဒါစောင့်ကြည့်အောင်တေချာမှပဲထိုးလို့ပြောပြနော်အဲ့တော့ non-maleficent ဆိုတာကဒီအစိတ်ပေးမှမဟုတ်ဘူးဆေးပေးတာလည်းတခါလေ non-maleficent ဖြစ်နေတယ်ဘယ်ခါမှလဲခုပေးတဲ့ဆေးရဲ့ risk ကယောဂရဲ့ risk များနေလို့ရှိရင် you are giving non-maleficent ဖြစ်တယ်အဲ့တော့ဒီ every act has risk and benefits harm was labeled when risk is more than benefits beneficence was labeled when risk is less than benefit နော် risk မရှိတာမရှိဘူး risk က benefit နဲ့များလို့ရှိရင်အကျိုးပြုတယ်လို့ခေါ်တယ် risk က benefit နဲ့နည်းနေလို့ရှိရင်အကျိုးမရှိတဲ့အပြုမှုလည်းမရှိဘူးတကယ်တော့နည်းနည်းတော့ရှိတာပဲ။ကျောင်းဝင်နေပြီးပြီဆိုရင်အကျိုးရှိမယ်ဆိုပြီးတာ။အကျိုးရှိမယ်ဆိုပြီးတာက risk ကပိုများနေပြီဆိုလို့ရှိရင် risk ကိုခေါ်မယ်။ benefit ကပိုများဆိုရင် benefit လို့ခေါ်မယ်
ဒီ risk နဲ့ benefit ကအမြဲတွဲနေဟိုဘက်ဆုံးဒီဘက်ဆုံးပဲဟိုဘက်ဆုံးလေးနည်းနည်းများသွားလို့ရှိရင် risk လို့ခေါ်မယ်ဒီဘက်ဆုံးလေးနည်းနည်းများသွားလို့ရှိရင် benefit လို့ခေါ်မှာဒါပဲပေါ့နော်အဲ့လေးကိုချိန်ဆဖို့လိုတယ် maleficence နဲ့ non maleficence လိုပဲရှိတယ်ပေါ့နော်အဲ့လိုချိန်ဆဖို့ဆိုလို့ရှိရင်ကိုက EBM ဆိုတာသိဖို့လိုတယ် critical appraisal ဆိုတာသိဖို့လိုတယ် medical audit ဆိုတာသိဖို့လိုတယ် patient safety ဆိုတာသိဖို့လိုတယ်အဲ့ဒါသိတော့မှကိုပေးနေတာက risk ပေးနေတာလားကိုပေးနေတာ benefit ပေးနေတာလားဆိုတော့သိနိုင်မှာဖြစ်တယ်အဲ့တော့ even if you think you make the right decision harm can occur due to process errors and system errors you have to foresee the possible harm of your EBM စာအုပ်ထဲမှာတော့အကောင်းဆုံး treatment လုပ်ပြတာပေါ့နော်ဒါပေမဲ့အဲ့လိုလက်တွေ့လူနာကြီးကိုပေးလိုက်တဲ့အခါမှာလူနာကြီးရောက်သွားတဲ့အခါမှာဒုက္ခဖြစ်သွားတယ်ရှိတယ်ဘာလို့လဲဆိုတော့ process error ရှိတယ်ဒီကလူတွေကအဲ့လောက်မကျွမ်းကျင်တာရှိတယ်ဒီကလူတွေက research condition မှာတော့အကောင်းဆုံးလုပ်ထားတော့အဲ့ဒီကအကောင်းဆုံးပေါ့နော်ဒါပေမဲ့ဒီမှာကျတော့အဲ့ပေးလိုက်လို့ရှိရင် extra ဖြစ်နေစေတွေရှိတယ်ဈေးကြီးလို့တဝက်အတုတွေပေါ်လာတာရှိတယ်သွင်းတဲ့လူကမလာနိုင်ဘူးတစ်လတစ်ခါမလာနိုင်လို့တစ်ခါနဲ့ပြတ်သွားတာရှိတယ်အဲ့ဒီအခါမှာဒီ regime မှာအကောင်းဆုံးဆိုတဲ့ regime မှာသူက perfect condition မှာလုပ်တဲ့ regime မှာကိုလူနာမှာသုံးတဲ့အခါမှာ perfect မဖြစ်တော့ဘဲနဲ့သုံးနေကြဆေးရမှာကောင်းသေးတယ်အသစ်ပေါ်တဲ့ဆေးရပိုဆိုးကြတယ်ဖြစ်တတ်တယ်နော်အဲ့တော့ main cause of error ဆိုလို့ရှိရင်တော့ decision error process error medication error နဲ့ system error ဆိုလို့ရှိတယ်ဒါတွေကိုရှော့ချမဲ့နည်းတွေလည်းရှိတယ်နောက်ပိုင်း patient safety ကြတော့သိပြောပါမယ်အများဖြင့် Swiss cheese model လို့ခေါ်တယ်နော်အမှားဆိုတာကလူတိုင်းမှာရှိတယ်လူတိုင်းကမှားတတ်တဲ့အလားအလာရှိတယ်အဲ့တော့ဒီတယောက်ကကြည့်မယ်ဆိုရင်နောက်တစ်ယောက်ကထပ်ပြီးတော့မှ FA ကကြည့်မယ် SC က senior consultant ကကြည့်မယ်ပြီးတော့ professor ကြည့်မယ်၄ခါလောက်ကြည့်လိုက်တဲ့အခါမှာ diagnosis မှန်သွားမှ treatment မှန်သွားတာဟုတ် Swiss cheese model လို့ခေါ်တယ်အမှားတစ်ခုကိုနောက်အမှားတစ်ခုကအပေါက်တော့ရှိတယ်အပေါက်တွေကတင်းသွားဖို့ခက်တယ်တန်းသွားပြီဆိုမှ error ဖြစ်တယ်မတန်းသွားဆိုရင်လေယာများလေးလေအပေါက်တွေကတစ်ခုနဲ့တစ်ခုမတန်းဖို့ chance များလေးတွေပေါ့ဒါလည်းဒီတိုင်းပါပဲအဲ့တော့ error reduce ဖို့လိုတယ်နောက် S bar တယောက်နဲ့တယောက် communicate လုပ်တဲ့အခါမှာကိုတိတဲ့ဟာကိုနောက်တစ်ယောက်ကိုပြောတဲ့အခါမှာနောက် team တစ်ခုကမနေ့ဆိုင်ညဆိုင်နေ့လေဆိုင်တိုင်းနဲ့သွားတဲ့အခါမှာဒီ information ကပြောင်းသွားလို့ရှိရင် variable ဖြစ်သွားတယ်မှားသွားတယ်နော်အဲ့တော့ဘာကြောင့်ပေးရလဲဘယ်ဆေးပေးမှလဲဘယ်လိုပေးမှလဲဆိုတော့ဘယ်တယောက်နဲ့တယောက်ပေးတဲ့အခါမှာ S bar ကိုသုံးဖို့လိုတယ်နော်နောက်တိုးတက်လာဖို့ဆိုလို့ရှိရင်ကိုက PDSA cycle ကိုသုံးရမယ်အမှားတွေ့လို့ရှိရင်အဲ့ဒါကိုမှတ်ထားမယ်ဒါကိုကြောက်အောင်ဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားမယ် protocol တွေဆွဲမယ်အဲ့လိုသွားမယ်နော် EBM လည်းအမြဲလုပ်ရဘာလို့ဆိုတော့ဒီ benefit ဆိုတာလည်း level မျိုးရှိတယ် ABCDE ရှိတာနော်မကောင်းဘူးကောင်းတော့ကောင်းတာပဲ level A ကောင်းတာလားဒါမှမဟုတ် level B လောက်ပဲကောင်းတာလား level C လောက်ကောင်းတာလား level E ကြောက်ဘူးနောက်ကကောင်းတာလားဒါပေါ်မူတည်ပြီးတော့ကိုကဆုံးဖြတ်မှာပြောရင်တော့အကောင်းကြီးပဲနော် internet မှာကြည့်လဲအကောင်းကြီးပဲစေကုနဲ့ level လည်းအကောင်းကြီးပဲအဲ့ကောင်းတာကဘယ်လောက် level ကောင်းတာလဲဒီလူနာမှာသုံးဖို့ကောင်းတာလားကောင်းတာနှစ်ခုရှင်းတဲ့အခါမှာဘယ်ဟာ A level နဲ့ B level နဲ့ဘယ်ဟာကိုသုံးမှာလဲဒါပေါ်မူတည်ပြီးတော့မှ A level ရှိတဲ့နဲ့ B level ကိုသွားသုံးမယ်ဆိုလို့ရှိရင်ကိုက beneficent တော့ပေးတာပဲဒါပေမဲ့ maleficent လည်းဖြစ်သွားတာရှိတယ်အဲ့လိုရှောင်ဖို့ဆိုရင် EBM လုပ်ဖို့လိုတယ်ပေါ့နော်ဒီ level ရဲ့ evidence ရဲ့ဘယ်လောက်ခိုင်မာလဲဆိုတော့စစ်စစ်တက်ဖို့လည်းလိုတယ်ပေါ့နော် observation စစ်တာလေဒါလည်း critical appraisal lecture တွေရှိမှာပေါ့နော်အဲ့ဒါလေးကိုနားထောင်ကြည့်လို့ရင်ပို့ပြီးတော့သဘောပေါက်မှာနော် now quality adjusted life year လို့ခေါ်တာပေါ့နော်အသက်ရှင်ုံတစ်ခုတည်းနဲ့မပြီးသေးဘူး quality ကလည်းအရေးကြီးတယ်ကိုအကျိုးပြုမယ်ဆိုတာကအသက်တော်ရှင်သွားတယ် hemiplegia နဲ့အဲ့ရတယ်လဲပြီးရှိအသက်9နှစ်နေရတာလဲဆိုလို့ရှိရင်သူ့ဆရာတော်လာနဲ့4နှစ်နေတာပို့ပြီးတော့မှအကျိုးရှိလို့ခေါ်မှာပေါ့အကျိုးပြုတယ်ဆိုတာကအနည်းများကိုဗာနဲ့တိုင်းတာမလဲဒါလည်းအတွက်ပုံတနည်းတွေရှိတယ်ဒါလေးလည်းသိထားမှ beneficent လုပ်တယ်လို့ဆိုတာကဘယ်လောက် beneficent လုပ်လဲ doing harm ကပါလဲပေါ့နော်အဲ့တော့အဲ့ရပေါ်လဲကိုမာကြီးနဲ့နေပြီးတော့မှသက်ရှိအောင်လုပ်ပေးလိုက်တာက benefit လုပ်ပေးရလား harm လုပ်ပေးရလားဆိုတာလဲစဉ်းစားကြကရှိတာပေါ့ line တွေကမပြတ်သားဘူးနော်ဒါတွေက quality of life ကိုအဲ့တော့ EBM ဆိုတာကတော့ patient နဲ့ improve outcome ကိုကောင်းဖို့ဆိုရှင် individual exercise critical appraisal လဲလုပ်ရမယ် patient's value ဆိုလဲသိရမယ်ပြီးတော့မှ best available evidence ဆိုလဲကြည့်ရမယ်အဲ့တော့အများဖြင့်ပြနေကြတာ best available evidence ဆိုအဓိကထားနေကြတယ်နော်ဒီဘက်က patient ရဲ့ values and expectation ဒါတွေလည်းရှိရမယ်ဒီဘက်ကကြတော့လေ individual clinical expertise လည်းရှိရမယ်ဒီသုံးခုစဉ်းစားပြီးတော့မှလုပ်တာကို evidence based medicine အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင် every act has risk and benefit harm was leveled when the risk is more than benefit and benefit was leveled when risk is less than benefit နော် risk ပြုမှုတိုင်းမှာအဆုံးတစ်ဖက်ရှိတယ်တစ်ဖက်က
risk ရှိမယ်အတွက်က benefit ရှိမယ်ဘယ်ဘက်အဆုံးကိုနည်းသလဲအဲ့ပေါ်မူတည်ပြီးတော့မှကိုလုံနာက maleficent လားကိုလုံနာက beneficent လားဆိုတာကိုသွားတယ်ဒါတွေကိုရှင်းစားနိုင်ဖို့ရည်ကြီးတယ်ပေါ့နော် now risks are also relative နော်အခုနောက်ဆုံးပေါ်တဲ့ check inhibitor ဖတ်ကြည့်လိုက်လို့ရှိရင်လည်း check inhibitor တွေကကောင်းတယ် cardiovascular risk တွေရှိတယ်ဒါပေမဲ့ဘယ်ဟာသုံးရင်ကောင်းမလဲဘယ်ဟာမသုံးရင်ကောင်းမလဲဆိုတာကဘယ်စီက available ဖြစ်လဲဆိုတာလည်းမူတည်တယ်သူကမသုံးပါနဲ့ဒုတိယပဲသုံးပါသူ့ကိုပထမသုံးပါဆိုတာကသူရှိတဲ့နိုင်ငံတွေမှာပြောတာနော်အဲသူမရှိတဲ့ဆေးအိမ်မရှိတဲ့နိုင်ငံမှာတော့ဆေးဘီကအကောင်းဆုံးဆေးဖြစ်နေတာအဲ့ဒါမှ cardiovascular risk ရှိတဲ့လူတွေမှာသူ့ကိုမသုံးပါနဲ့လို့ပြောထားတာကသူမသုံးလို့ရှိရင်ဒီမိဆေးတခုကောင်းကောင်းရှိလို့ဒီမိဆေးကောင်းကောင်းမရှိတဲ့ခါမှာ cardiovascular risk ရှိမှသူမသုံးပါနဲ့ဆိုမသုံးမထားလို့အဲ့လူနာသေဖို့ပဲရှိတယ်နော်အဲဒါကြောင့် risk ပေးလား benefit ပေးလား guideline နဲ့တူလားမတူလားဆိုတာက availability of the other resources ပေါ့ဒီဆေးတခုတည်းကြည့်လို့မရဘူးဒီမိဘာသေးရှိသေးလဲဒီမိအောက်ကဘာသေးရှိသေးလဲသူ့ရဲ့ system ကဘာရှိလဲဒါပေါ်မူတည်ပြီးတော့မှ risk ပေးနေလား benefit ပေးနေလားဆိုတာကဒီပြမှုတွေမကဘူး other alternative ပြမှုတွေရှိမရှိဆိုတာပေါ့လေမူတည်တယ်ဆိုတာလည်းအမြင်ပြောပါတယ် risk is also relative ဒါလေးလို့ပြောထားမယ်အဲ့တော့တိတ်ဆုံးပြန်ပြောမယ်ဆိုရင်တော့ practice of beneficence and avoiding non-maleficence needs ability to weigh risks and benefits knowledge of EPM and critical appraisal must be familiar to reduce non-maleficence one should know patient safety principles and medical audits. We should extend our ethical thinking to possible consequences of medical legal scenarios, and we should reflect cultural diversity and cultural competency in making ethical decisions. So, risk net, benefit net, non-maleficence versus